အကောင်ကြီးတယ်ကွယ်အကောင်ကြီးပါတယ်အော်လောဆောင်းမယ်โอเคอ่ะငါစီရိုင်းကွယ်โอเคโอเคโอเคโอ้โหเซ่เซ่โอ้นี่ร้อนว่ะโอเคပါပြီကွယ်အာတူတီလေးပါကွယ်တီလေးပဲတန်းစေအိုးညံ့ချဆွဲကဲချဆွဲလေးလောက်လိုက်စမ်းဆွဲပြီโอเคโอ้ကြောက်ပါဟာဆွဲပြီနော်ညီမโอเคအကောင်ကြီးတယ်ကွယ်အကောင်ကြီးပါတယ်အော်လောကောင်ကြီးရနော်အပြင်ဒီတလောက်ပဲနော်ဒီတလောက်ပဲဆွဲအိုးလူ2ယောက်3ယောက်တော့ဒါထိုင်မြန်လိုက်မယ်ဆိုရင်ခဏပဲကွယ်တဟင်းတော့ခဏပဲကွယ်နော်ဆွဲနော်ချဆွဲပဲနော်ချလိုက်တယ်တန်းဆွဲရနော်အိုးအကောင်ကြီးတော့မယ်ပူလုံးနေထွက်တယ်ဘာကောင်လဲတော့မသိဘူးနော်တစ်ချက်ဆောင်ကြည့်မယ်ငြိမ်သွားကွယ်ထပ်ဆွဲရင်အကောင်ကြီးတော့မယ်အောင်မပူလုံးနေတက်လာအေးဆွဲတယ်အော်ကောင်ကြီးဝင်တော့မယ်ထင်တယ်နော်ငါထွက်ကြနေကောက်အောင်တစ်ချက်စားသေးနေတော့ငါမမြင်ဘူးဖြစ်နေတယ်ဆေးပြီနော်โอเคလာတယ်ဟောန
နော်ဆွဲအော်လာ โอ้โหအကောင်ကြီးဗျာဟာလာကောင်ကြီးဖြစ်ဖို့များမယ်နော်ခုနဆွဲသွားဆွဲโอเคချိတ်သေးနေကွယ်ချိတ်ကြီးပြောင်းလက်စီဆွဲနော်โอเคဆောင်မယ်โอเคငါစီရိုင်းကွယ်ကဲခုနဆွဲတဲ့ကောင်နဲ့မတူတော့ထင်တယ်ဒီလားခုနဆွဲတဲ့ကောင်အကောင်ကြီးတယ်ဒီကောင်အကောင်သေးတယ်တော့ပဲလက်မချိတ်နေဘူးနေကဲငါဆွဲတဲ့အချိန်မှာငစားအကုန်တော့မယ်ငစားတီမပေါဒီနေ့ဒီနည်းနည်းပဲနှစ်ကောင်ပဲတွေးလို့ဆိုနှစ်ကောင်ပဲယူလာတာအော်မတော့မအပိုင်းသေးလေးဖြတ်ပြီးတက်နေဒီမှာโอเคစမ်းရမယ်ဘာကောင်ရကောင်းကြီးဒီနားထွက်လောက်မယ်ဒီကစိတ်ထင်နေတယ်ကောင်းကြီးရှိတော့တယ်ရေချခြင်းဆိုအကောင်ကြီးဝင်โอเคဘာလဲကွယ်ငါစီရိုင်းမှာကွယ်အိုးဟိုမှာပေါ်တော့ကောင်ကြီးပဲဒီဘက်ကနေတုတ်လိုက်တဲ့လန့်သွား